အားလုံးပဲမင်္ဂလာပါရန်ကုန်သား channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်စပေါ်မှုလောကဟာအပြင်အကြည့်ရင်အရန်သတ်မှတ်ကြပြီးအေးစစ်စစ်ရှိရလို့ထင်ရပေမဲ့မိဖို့ကြောင့်လည်းမှာတော့စစ်စစ်လင်းမြစ်တစ်ခုလိုပါပဲသူတို့ချင်းချင်းအပြင်းထန်အော်ဟစ်ဆဲဆိုရန်ဖြစ်ပြီးရင်တော့ခဏနေရင်ဘာမှမဟုတ်တယ်လို့ပြန်တက်သွားကြတာဟာစိတ်ဝင်စားဖို့ကောင်းတဲ့ kitchen culture တစ်ခုပါဒါဘာကြောင့်လဲဆိုတဲ့အချက်တွေကိုအခုလိုဖော်ပြပေးလိုက်ပါတယ်နံပါတ်1အချိန်နဲ့များဖိအားပေးခံရမှုမိဖို့ကြောင့်လည်းမှာ order တွေတစ်စက်ဝင်လာတဲ့အခါအချိန်စက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ရပါတယ်အဲ့ဒီအချိန်မှာလူတိုင်းဟာ struck အမြင့်ဆုံးချိန်ရောက်နေတာကြောင့်အမှားယွင်းတစ်ခုဖြစ်ရင်အော်မဟစ်မိတယ်ဆိုတာတဘာဝပါဒါဟာပုံကိုယ်ကြီးရတိုက်ခိုက်တာမဟုတ်ပဲအလုပ်ပြီးမြောက်ဖို့အတွက်ပဲဆိုတာကိုအချင်းချင်းနားလည်ထားကြပါတယ်နံပါတ်2ဘုံရင်မှန်းချက်တစ်ခုတည်းရှိခြင်း chef အားလုံးရဲ့တစ်ခုတည်းသောရင်မှန်းချက်ကဧည့်သည်တွေကိုအကောင်းဆုံးဖိလျက်ကျွေးနိုင်မှုဖြစ်ပါတယ်ရန်ဖြစ်နေလို့ order နောက်ကျသွားရင်အားလုံးတစ်ခါရောက်မှဖြစ်တဲ့အတွက်အလုပ်ပြီးမြောက်ကိုပဲရှေ့တန်းတင်ထားကြတာပါချင်းချင်းအညှို့ထားရင် team work ပြက်ပြီးတခါတည်းအလုပ်ပြုတ်နိုင်တယ်ဆိုတာသူတို့သိထားကြပါတယ်နံပါတ်3ညီကိုလိုစိတ်သက် chef တွေဟာမိသားစုထက်တော့မိဖို့ကြောင့်လည်းမအတူတူရှိနေတဲ့အချိန်ကပုံများပါတယ်ချွေးတွေအပူချိန်တွေဓာတ်ချတာတွေကြားမှာအတူတူရုန်းကန်ကြတဲ့အတွက်သူတို့အချင်းချင်းကြားမှာစစ်တလင်းပြင်အရဲဘော်တွေထက်တန်ရောစင်လိုမျိုးရှိတတ်ကြပါတယ်ရန်ဖြစ်တာဟာအိမ်သားအချင်းချင်းစကားများသလိုပါပဲခဏနေပြီးသွားကြတာပါနံပါတ်4ပွင့်လင်းမြင်သာမှု kitchen culture တစ်ခုဟာအခြားအလုပ်တွေနဲ့မတူပဲအရန်ပွင့်လင်းကြပါတယ်အကြိုင်ထုတ်ပြောတယ်။အော်တယ်။အဲ့ဒီနေရာမှာတင်ပြီးသွားပါတယ်။အနောက်မှာအတင်းပြောတာမျိုးထက်မျက်နှာချင်းဆိုင်ဖြည့်ရှင်းလိုက်တာကပုံမြန်တဲ့အတွက်စိတ်ထဲမှာအညှိုးတွေတိတ်မကြံပါဘူး။နံပါတ်5ကျွမ်းကျင်မှုအပေါ်လေးစားမှု chef တွေဟာတစ်ဖက်လူကို online ပြင်မဲ့အဲ့ဒီလူရဲ့ချက်ပြုတ်တဲ့လက်ရနဲ့ကျွမ်းကျင်မှုကိုတော့လေးစားတတ်ကြပါအလုပ်ပြီးတော့မိဖို့ကြောင့်အပြင်ထွက်တဲ့အခါဥပမာအလုပ်ဆင်းလို့ဘီယာအတူတူတောက်တာမျိုးမှာတော့အလုပ်ကိစ္စကိုအပြင်ကိုတယ်မလာလေးရှိတာဟာရိုးရတစ်ခုလိုဖြစ်နေပါပြီ။အနည်းချုပ်ပြောရရင်မိဖို့ကြောင့်လည်းဒေါသဆိုတာအင်းချက်နေတဲ့မီးလိုပါပဲအင်းချက်ဖို့အတွက်ပဲသုံးတာဖြစ်ပြီးအလုပ်ပြီးရင်တော့အဲ့ဒီမီးကိုနှိမ့်သက်လိရှိကြအားလုံးကျေးဇူးတင်ပါတယ်